နဲ့တက်ဘူးအမျိုးတွေရှိတယ်တချို့ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ချို့အဖွဲ့တွေဆိုရင် NCA ကိုတော့ဟာလားတော့ပေါ့ဒီ NCA ကအသက်မရှိတော့ပါဘူး NCA ကတော့ဒါဘာလို့တုံးလို့မရတော့ပါဘူးပြောကြတယ်တော့လည်းကျွန်တော်တို့ဒီ NCA နဲ့ပတ်သက်ပြီးဒီဆွေးနွေးပွဲတွေမှာဆွေးနွေးကြပါဒီ NCA စာချုပ်ပါဆိုကျွန်တော်တို့ကဒီတိုင်းရင်းသားတွေရဲ့အဆိုပြုချက်တွေပေါ်မှာကျွန်တော်တို့ဒီအစိုးရဘက်ကနေပြီးတော့အတက်နဲ့ရုံနဲ့ရောပြီးတော့ကျွန်တော်တို့သဘောတူခဲ့တာဖြစ်ပါတယ်အထူးသဖြင့်တော့တိုင်းရင်းသားတွေရဲ့လူမှုစေပေါ်မှာကျွန်တော်တို့လက်ခံပြီးတော့ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက်တိုင်းရင်းသားတွေရဲ့လူသားချက်တော်တော်များများပြည့်ပြည့်စုံစုံကအကုန်လုံး NCA မှာပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုဆွေးနွေးနေတယ်ပဲ NCA စာချုပ်ကြီးကိုသဘောတူခဲ့တယ်သဘောတူပြီးလက်မှတ်ရေးထိုးခဲ့ကြဒီ NCA စာချုပ်ကိုလည်းကျွန်တော်တို့ပြည်တော်စုတော်ကိုတင်ပြပြီးတော့သဘောတူညီချက်ရယူထားတဲ့အတွက်ဒီ NCA စာချုပ်ကခိုင်ခိုင်မာမာရှိတဲ့အမဲဝင်စာချုပ်ဖြစ်လို့ရှိတာပေါ့နော်အဲ့တော့အခုဒီ RCS ရဲ့ဒီလိုခြေဉာဏ်ချက်တွေကရှိတတ်ပါတယ်ငြိမ်းချမ်းရေးမှာတော့အတက်အဆုပ်အနေနဲ့ရှိတတ်ပါတယ်အခါကျတော့လည်း process လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါကြီးကမပြည့်ပြတ်သေးတာဖြစ်တော့တယ်သူတို့ဘက်က NCA ကိုတော့သူတို့ပထမကကြိုးဆိုတာနဲ့တွေ့ရပါတယ်သို့တော်လည်းသူတို့ရဲ့သဘောထားဆန္ဒတွေနဲ့ပြောတာဒါတော့ပြောခွင့်ရှိတယ်ဘယ်လိုဖြစ်ဖြစ်သူသဘောထားဆန္ဒပြောတယ်ဘယ်လိုပဲဖြစ်နေသူတို့သဘောထားသည်ဘယ်လိုပဲရှိနေကျွန်တော်တို့ကဒီ NCA မှာဟိုက dialogue ဖြစ်ပါတယ်တွေ့ဆုံဆွေးနွေးခြင်းနဲ့အခြေရှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့ဘယ်လိုပဲဖြစ်နေကျွန်တော်တို့က NCA တိုင်းတွားမယ်ဆိုတာပြောပါရှင်းလို့ပြောတယ်တို့လည်းအကြောင်းပြချက်တွေတွေ့ရတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့က NCA ကိုရေးလိုက်ပြီးတော့ကလီဘရာတီကိုပြောရအောင်အကောင်းဆုံးပဲကျွန်တော်တို့အခြေအနေတွေနဲ့ပေါ့ NCA အခြေခံမှုနဲ့ကျွန်တော်တို့ကလိုက်နာပါတယ်ကျွန်တော်တို့ဆိုရပါလားအဲ့ဒါကျွန်တော်အခြေခံမှုမှာပါပါတယ်အခြေခံမှုမှာပါလာဆိုရင်ဘယ်လိုပဲဥပဒေတာကွဲပြားနေပါစေကျွန်တော်တို့ဒါတွေဥပဒေတာကွဲပြားမှုအခြေအနေဆွေးနွေးသွားမယ်ဆိုတာလေကျွန်တော်တို့ NCA မှာပါတဲ့အတွက်ဥပဒေတာတို့ကိုကွဲပြားပြီးပြောတဲ့ချက်တွေလည်းကျွန်တော်တို့ဆက်ဆွေးနွေးသွားမယ်နောက်တစ်ခါဒီ NCA မှာမပါဘူးပေါ့မပါဘဲနဲ့တိကျဖြစ်ပြီးတာလေဆွေးနွေးကြတဲ့အကြောင်းအရာတွေအတွက်လည်းကျွန်တော်တို့နောက်ဆုံးကအထွေထွေမှာပါပါတယ်အထွေထွေမှာဘယ်လိုပါလဲဆိုရင်ဒီ NCA မှာရေးသားမပေါ်ပြထားတဲ့အချက်တွေရတယ်ကျွန်တော်တို့ဆွေးနွေးလို့ရတယ်ဆိုတော့ဒီရေးသားချက်ပါတယ်ပဲကျွန်တော်တို့ကဘယ်လိုပဲဖြစ်နေပါစေသူတို့ရဲ့စိတ်ဓာတ်တွေမှာရှိတဲ့သူတို့ဓာတ်မှာဖြစ်နေမှုတွေကိုကျွန်တော်တို့ဒါဘယ်လိုပဲဖြစ်နေကျွန်တော်တို့ကတော့တွေ့ဆုံဆွေးနွေးရင်းနဲ့ပဲညှိနှိုင်းပြီးတော့ပူးပေါင်းဖြေရှာတော့မှာဖြစ်ပါတယ်ဒီနေ့လည်းဒီ RCS ကအဖွဲ့တွေဒါပူဆိုင်နေလို့ဒီမှာလာပြီးတော့တက်ရောက်နေဆိုတာလည်းအကုန်လုံးအမြင်သိဖြစ်ကြောင်းကျွန်တော်တို့ဖြေလို့ပါတယ်တော့ကျွန်တော်တို့နောက်တော့မီဒီယာပေါ့နော်မီဒီယာဖိတ်ကြားမှုနဲ့ပတ်သက်ပြီးတော့မေးတဲ့ဟာတွေကတော့ကျွန်တော်တို့ကတော့ငင်းငယ်ရေးလုပ်ငန်းစဉ်မှာဒီစတုတ်တက်မှန်တဲ့မီဒီယာအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ကအစောကြီးတွေကကျွန်တော်တက်ခံနားနေခဲ့တယ်သို့တော်လည်းကျွန်တော်တို့ဒီနိုင်ငံရေးအခြေအနေရဟာကျွန်တော်တို့ဒီပေါ့ကျွန်တော်တို့နဲ့စက်ညစ်ပဲရေးနေတဲ့မီဒီယာတွေပေါ့ကျွန်တော်တို့ဘာပဲလုပ်လို့ပေါ့ကျွန်တော်တို့သူ့ရဲ့လုံနည်းနဲ့အညီပြတတ်တဲ့ချက်တွေလုပ်တယ်ဒီစက်ညစ်ပဲမီဒီယာတွေတော့စက်ညစ်ပဲအရေးသားတွေတော့ကျွန်တော်ရေးနေတာဒါကတော့အကုန်လုံးမီဒီယာနဲ့သဘောတော်မှာကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့နဲ့လုပ်နေတဲ့လုပ်ငန်းစဉ်တွေကျွန်တော်တို့ပြတတ်ချက်နဲ့အညီလုံနည်းနဲ့အညီကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ခြားထဲမှာသဘောတူထားတဲ့ NCA ပေါ်မှာပြတတ်ချက်ပေါ်မှာဆောင်ရွက်နေတာကိုကျွန်တော်တို့ဒါကိုပြသချင်တယ်ဒီနေ့ဒီချိန်ခါမှာကျွန်တော်တို့ရဲ့ NSPS ကိုစီးလုပ်တဲ့ပွဲတွေမှန်သမျှကျွန်တော်တို့ကမီဒီယာတွေကိုကျွန်တော်တို့ဖိတ်ကြားတဲ့အခါမှာလည်းမီဒီယာအပေါ်မှာလည်းကျွန်တော်တို့တစ်ဖြည်းဖြည်းနဲ့အဲ့ဒါအရင်တော့နိုင်ငံပိုင်သတင်းဌာနတွေနဲ့ပဲကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့မီဒီယာတွေဖိတ်ကြားခဲ့တယ်ကွာဒီနေ့ဒီချိန်မှာကျွန်တော်တို့မီဒီယာ16ခုဖိတ်ကြားခဲ့တယ်အဲ့ဘယ်လိုပဲဖြစ်နေခုနကဒီကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေနိုင်ငံတော်ပဲဖြစ်တယ်ကျွန်တော်နိုင်ငံတော်ရဲ့မျိုးသားကျိုးစီးပွားတွေဖြစ်တယ်နိုင်ငံတော်ရဲ့တိုင်းဒေသပြည်သူတွေအားလုံးပဲဖြစ်တယ်ဆိုတာကိုမီဒီယာကအခြေအနေပြည့်နဲ့သတင်းရေးသားပြီးတော့ပေါ်ပြမယ်ဆိုရင်ဘယ်လိုပဲဖြစ်နေခုနကကျွန်တော်တို့ဒီမီဒီယာရဲ့မေးချမှုပေါ်မှာဖြေကြားတဲ့လူတွေအတွက်လုံခြုံမှုတွေကလည်းကောင်းသွားနိုင်ပါတယ်ဒါကြောင့်မို့သူတို့လုံခြုံမှုတွေကလည်းကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ဟဲ့လားကျွန်တော်တို့ရှိပါတယ်တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်နေပါတယ်တရားဥပဒေစိုးမိုးရေးကျွန်တော်တို့နိုင်ငံတော်ဆိုတာဆောင်ရွက်နေပါတယ်ဒါကြောင့်မီဒီယာတွေကလည်းဒီနေ့ကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေဒီလိုရှိပါတယ်နိုင်ငံတော်အကျိုးစီးပွားအတွက်နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးအတွက်ဒီလိုတွေလုပ်ပါတယ်လို့လည်းကျွန်တော်တို့ကြည်ကြဲတဲ့ရေးချင်းအဖြစ်ဒီကျွန်တော်တို့အမြင်ဆောင်နေတဲ့လုံခြုံမှုမဖန်တီးပေးမဲ့လူတွေအတွက်လုံခြုံရေးကိုသူတို့ပါတယ်ကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေးကိုသူတို့နားလည်သွားရင်ဒီလိုမျိုးကျွန်တော်တို့ပြောတဲ့လုံခြုံမှုအနေနဲ့ကင်းဝေးသွားနိုင်တဲ့အကြောင်းကျွန်တော်တို့ပြောလို့ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလည်းမီဒီယာတွေကိုပြန်ပြီးတော့အားကိုးပါတယ်ကျွန်တော်တို့ရဲ့လုပ်နေတဲ့လုပ်ငန်းစဉ်တွေကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့ကခန်းနာမှာဝင်ရောက်ပြီးတော့နားတော်ဝင်ရတဲ့ဆွေးနွေးဝင်ရတဲ့အတွက်အမှန်ကိုအမှန်တိုင်းကျွန်တော်ခြေချပြကျွန်တော်တို့တကယ်ကိုပြန်ပြီးတော့ဗါလေshare လုပ်ပြီးကျွန်တော်ဒါလည်းတောင်းဆိုနေပါတယ်
တော်မေးချင်တာတော့ဒေါက်တာအမ်ခွန်လာခုကျွန်တော်တို့ဒီမှာဆွေးနွေးနေတဲ့ဟာတွေမှာကျို့နေမှာရှိနေတဲ့လူတွေမင်းတို့ကတော့အကွန်ကန်ထဲမှာစားကောင်းကောက်ဖွယ်တွေနဲ့ငင်းငင်းရေးစကားတွေပြောနေတယ်ငါတို့ကတော့ဘုံကိုချင်းထဲမှာအသက်ကိုဖက်နဲ့ထုတ်နေရတယ်နော်ဒီအချိန်တွေမှာမင်းတို့ဒါတွေဆွေးနွေးနေလို့ဘာတွေထူလာမလဲနော်အထူးသဖြင့်ဆရာပြောတဲ့ geopolitics တို့ geo-economic တို့နော်အဲ့ဒါတွေက peace process နဲ့ဘယ်လိုဆက်ဆက်မလဲအခြေခံကျွန်တော်တို့နေမှာရှိတဲ့လူတွေတာမန်လူရန်သားတွေသိအောင်ဆရာရှင်းပြသေးကြပါလေဒီဆွေးနွေးပွဲရဲ့အကျိုးရလဒ်ကဘာတွေရနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြသေးကြပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီကောင်ကနှစ်ပိုင်းပါလားနံပါတ်1ငင်းငိုင်းအဒီပွဲနေရလူတွေဘယ်လိုရနိုင်လဲပေါ့ဒီဆွေးနွေးပွဲနံပါတ်2ကကြတော့ကျွန်တော်တို့ geo-economic chance ကကျွန်တော်တိုင်းပြည်ရှိတယ်အဲ့ဟာကလူလူပေါ်ဘယ်လိုအကျိုးတရားမရှိဘယ်လိုလုပ်အောင်လဲဒီဆွေးနွေးပွဲတွေကနေတော့မှပြီးနိုင်သလားပေါ့နော်အဲ့မိကုန်တစ်ခု okay အဲ့တော့ဘယ်တော့တစ်ခုကျွန်တော်ပြောရင်တော့ဒီချိန်ခုဆွေးနွေးတာကကိုယ်နဲ့ပြောရင်တိုင်းပြည်လုံးအတွက်ဆွေးနွေးနေတာဖြစ်တယ်တခုတည်းပုပ္ပတလေးတို့လိုဆွေးနွေးအောင်ချင်းအတွက်ပဲဆွေးနွေးအောင်ဒီအအတွက်ပဲဆွေးနွေးအောင်ချင်းအတွက်ပဲဆွေးနွေးအောင်တိုင်းပြည်တိုင်းခုနကအတွက်ကြည့်ပြီးဒီကြားတီးပွင့်ရအောင်ဆွေးနွေးအောင်ဘာကြောင့်လဲဆိုတော့ဒီနေ့ဒီနေ့ရဲ့မနည်းရရဲ့ဆွေးနွေးချက်တွေအခမ်းအနားနဲ့နှစ်ခုဆွေးနွေးချက်အားလုံးဒီပြည်တော်စုမြန်မာနိုင်ငံအကျိုးစီးပွားအတွက်ဆွေးနွေးတာအဲ့ဒီဆွေးနွေးချက်ကကျွန်တော်တို့ကငင်းငယ်ရေးနဲ့ချိတ်ဆက်ထားတယ်ကျွန်တော်တို့ငင်းငယ်ရေးအတီးပွင့်ဘယ်လိုထောက်မလဲဒီဆွေးနွေးချက်ကနေတော့ဘယ်လိုခေါင်းပြပေါ်မဲဆိုတဲ့ကျွန်တော်တို့အောက်ကမ်းတွေကို recommendation တွေအဲ့ဒါအားလုံးကယခုလက်ရှိတာဝန်ယူရတဲ့အစိုးရတော်လည်းကောင်းနောက်အခုလာမဲ့ရုပ်ောက်ဝဲနေတက်လာတဲ့အစိုးရတော်လည်းကောင်းအကောင့်တွေပေါ်ဖို့အခြေခံချက်တွေဖြစ်တယ်အဲ့ဒါနေ implementation ဆိုတဲ့အဆင့်ကိုသွားမှာအခုဒီကကျွန်တော်တို့ကဆွေးနွေးခြင်းပြီးရင်အကောင့်တွေပေါ်ခြင်းပြီးရင်အကျိုးရလဒ်ထုတ်ခြင်းဆိုတဲ့ process ၃ခုကိုကျွန်တော်ဖြတ်ဖို့ပြင်ဆင်တာဖြစ်တယ်ဒီတော့ကျွန်တော်တရေစကားပါရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးတာဒီအားလုံးဒီလဲနေလဲအောင်ဆင်းရဲချမ်းသာမျိုးမြန်မာနိုင်ငံသားအားလုံးနဲ့ဆွေးနွေးတာဖြစ်တယ်အဲ့ဒီ message ကိုပြောပြီးနံပါတ်2ကကြတော့ကျွန်တော်တိုင်းပြည်ရဲ့မနေ့ကလည်းကျွန်တော်ရဲ့ section မှာကျွန်တော်ဆွေးနွေးပါတယ်ကျွန်တော်တိုင်းပြည်ရဲ့ဒီနေရာ geological site ကတကယ်ဆိုရင်ဒီတိုင်းပြည်ကအလွန်ချမ်းသာကြွယ်ဝပြီး top level ရောက်လာမယ်ဒီဟာမျိုးရှိတယ်အဲ့ဒီဟာကိုဒီနေ့ကျွန်တော်တို့ stakeholder တွေနော် power ကင်ထားတဲ့အစိုးရတွေEO တွေကပါအားလုံးကသိဖို့လိုတယ်ဒီဆွေးနွေးချက်တွေကနေပြီးတော့ဒီ message တွေကိုတချို့သိတာရှိတယ်မသိတာရှိတယ်အားလုံးကိုကျွန်တော်တို့ distribute လုပ်တာဒီဆွေးနွေးပွဲအဲ့လိုဖြန့်ချီဖြန့်ဝေပြီးတော့မှဒီသတင်းစကားကိုပါချရပြီအခုကျွန်တော်တို့တာဝန်နဲ့ပါတော့ duty and responsibility ကျွန်တော်တို့မီဒီယာတွေကလည်းမိတ်ဆွေတို့မီဒီယာတွေကလည်းဒီကိစ္စကို distribution လုပ်အောင်တိတိကျကျ definite လုပ်ပြီးတော့မှပြည်သူကို awareness လုပ်အောင်အဲ့ဟာကကျွန်တော်တို့ geo-economic site ကကျွန်တော်တို့တိုင်းပြည်ကအခေကောင်းတဲ့နေရာပါတရုတ်ရဲ့နော်သူ့နိုင်ငံရဲ့ထွက်ပေါက်အတွက်တကယ်အသုံးချရမယ့်နေရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တင်ပြလိုတာကကျွန်တော်တို့ကကိုကြီးပဲသွားလို့မရတဲ့အနေအထားရှိတယ်ဒီနေ့အဲ့တော့ကိုနဲ့အတူတူအနည်းဆက်ဆုံးမှာနော် multi-polarization မှာကျွန်တော်တို့ကဘယ်လိုအကျိုးစီးပွားထုတ်လဲဟိုကျွန်တော်တို့ကဒီပြိပက္ခဂျားနေခက်ခဲတဲ့ကြက်တီးတဲ့ရုံးကန်မှုကနေကျွန်တော်ကဖောက်ထွက်အောင်အဲ့လိုဖောက်ထွက်ဖို့အတွက်အချိန်ကအားလုံးပေးထားတယ်ကျွန်တော်တို့ဆန်းဆောင်ရေး capacity ကပဲအဆုံးဖြတ်ပေးမှာအဲ့ဟာကလူထုလည်းတာဝန်ရှိတယ်အစိုးရလည်းတာဝန်ရှိတယ် EO လည်းတာဝန်ရှိတယ်အခုစရုပ်ကမှနိုင်တဲ့မီဒီယာလည်းတာဝန်ရှိတယ်ဒီသတင်းစကားကိုကျွန်တော်ပြီးရင်ကျေးဇူးပါမေးကြမေးကြတော့မေးတယ်မရှိဘူးကျွန်တော်ရတာမျိုးရှိပြီလားမျိုးရှိပြီပါဆွေးနွေးတဲ့တရားရှိတွေလည်းပါပါတယ်ဒါတိုင်းသားလည်းလည်းဆက်ပါပါတယ်ဒီနိုင်ပါဘူးဒီနေ့ဆွေးနွေးချက်မှာလေအချက်ဘယ်နှချက်စီးပွားရေးဘယ်နှချက်နိုင်ငံရေးဘယ်နှချက်အဲ့ဒါလေးဟောပြောလို့ရမှာလားခင်ဗျာဟုတ်ဆိုင်နေတာမို့လို့ဟုတ်
ဒီနေ့ဆွေးနွေးတဲ့အထက်မှာလေဒီဟိုကျွန်တော်တို့လည်းမသိသေးတော့လေစီးပွားရေးနဲ့ပတ်သက်ဘယ်နှချက်နိုင်ငံရေးနဲ့ပတ်သက်ဘယ်နှချက်အဲ့ဒါရရှိခဲ့တယ်ဆိုတာလေအဲ့ဒါလေးပြောပြပေးပါခင်ဗျာကျွန်တော်တို့ဒီဆွေးနွေးပွဲပါနော်ဆွေးနွေးပွဲမှာတော့နိုင်ငံရေးကဏ္ဍစီးပွားရေးကဏ္ဍဆိုတော့ကျွန်တော်တို့ကတက်ရောက်လာတဲ့350ကျော်ကျွန်တော်တို့ခန်းတစ်ခန်းဖွဲ့ပြီးတော့ဆော်ရွက်ခဲ့ပါဒါမနေ့ကနေ့လယ်ပိုင်းမှာဆော်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီဆော်ရွက်တဲ့ပုံမှာကျွန်တော်တို့ကဒီဆွေးနွေးမှုတွေပုံမှာကျွန်တော်တို့ဒီ NSPLC ကကျွန်တော်တို့ဝန်ထမ်းတွေကချက်ချင်းပဲဟဲ့လားကျွန်တော်တို့ဒါလိုအပ်တဲ့အချက်တွေတူညီတဲ့အချက်တွေကိုကျွန်တော်ထုတ်ကြည့်တဲ့အခါနိုင်ငံရေးကဏ္ဍမှာတော့ကျွန်တော်တို့အကြံပြုချက်ပေါ့နော်ကျွန်တော်တို့ recommendation လို့ပဲသုံးကြစို့အကြံပြုချက်48ချက်ကျွန်တော်တို့စူးစီးရရှိပါတယ်စီဝါရေးကဏ္ဍမှာတော့53ချက်ကျွန်တော်တို့ဒါကိုစူးစီးရရှိခဲ့ပါတယ်အဲ့တော့ဒီ48ချက်53ချက်တွေကလည်းကျွန်တော်တို့ကဒါပြန်ကြည့်ပြီးတော့ဟိုဘယ်လိုမျိုးရေတိုရေရှိပေါ့ကျွန်တော်ရှေ့မှာပြောခဲ့တယ်ဒီကာလမှာဘလို့အကောင့်တွေပေါ်သွားမလဲဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီတိုင်းပြီးတော့ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့ခါမှာလည်းကျွန်တော်တို့အစိုးရလုံးဝလုပ်ရှိတယ်လို့တစ်ဘက်ကတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတယ်တစ်ဘက်ကပြည်သူတွေပါပြီးတော့လုံးဝလုပ်ငန်းစဉ်တွေလည်းရှိလာတယ်ဒါကြောင့်ဒါတွေကတော့ကျွန်တော်တို့ဒီစူးစီးချက်တွေဟုတ်တာဆိုလည်းအချက်တွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့အကောင့်တွေပေါ်သွားမှဆိုတာလေးပဲကျွန်တော်တို့ပြောလို့ပါတယ်တန်းထုံးပါကျွန်တော်ကကျွန်တော်ကတော့ဒီသတင်းမီဒီယာသမားအောင်ခုလိုလည်းပြောလို့ရတယ်တရားလို့ပြောလို့ရတယ်။ဘာမှမလို့ရှိနေဒီမှာအာဝန်ပြုကျင်းတဲ့နေနေလာတယ်ပြောလို့ရတယ်။အခုဒီအပြည့်ခတ်ရစဲဒီကန်စီစနေနောက်စနေကိုဆွေးနွေးပွဲတွေကိုတက်နေတယ်ဒါဆိုရှင်ကျွန်တော်ကမီဒီယာတွေလည်းခေစားရတာရှိပါတယ်။အပြင်မိတ်ဆွေတွေနဲ့ဒီနေ့ဒီနေ့လည်းဒီမှာတက်ရောက်ပြီးတော့နားထောင်နေဆွေးနွေးနေတယ်ဆိုတော့ပြီးတော့ကျွန်တော်ကိုလက်ကျန်တာရေးနေတာလည်းရှိပါတယ်။အဲတော့သတင်းမီဒီယာသမားတွေရဲ့ကုစားရောကျွန်တော်ကိုအဆင့်နေတဲ့ဒီကုစားတဲ့တာကြီးပါ။အခုအချိန်ကဘုံမပြည်မှာလက်နက်ကိုင်ပြီးတော့အပြင်းထန်ဆုံးဖြစ်နေတဲ့အချိန်။အပြင်းထန်ဆုံးဖြစ်နေတဲ့အချိန်မှာဒါ NCA စင်မြောက်ခံရမယ်ဒီလိုအပြည့်ခရဲ့စေးဘယ်လိုများပြန်တဲ့အောက်တက်ကျွန်တော်လည်းဆွေးနွေးကြတာဘာဝကြောက်တယ်ဒါပေမဲ့မေးလာတဲ့မေးခွန်းတွေထဲမှာဒါတချို့ဆိုလို့ရှိရင် social media တွေမှာလည်းတွေ့ပါလိမ့်မယ်ဟုတ်ပြီငင်းနေတွေအခုပြေးခိုင်းရစီပြောနေတာလည်းပြုခါရကြည့်နေတာဒါပေမဲ့ဒင်းမြန်နေနဲ့ဘုံကျင်းနေတာတွေထိခတ်နေတာတွေအရသားတွေထိခိုက်ပြီးဆုံးနေရတာဘယ်တော့ရမှာလဲဒီကိစ္စတွေကိုမင်းမြန်ဆွေးနွေးတာရောရှိပါမလားဆိုရယ်ကျွန်တော်မေးလာတယ်ရှိပါတယ်အဲ့တော့ကျွန်တော်ကတပြီးကျွန်တော်ကြားတော့ဒါကိုအတိအကျဆွေးနွေးတာမရှိပါဘူးဒီလိုပြိပခမြင်မာနေတဲ့အချိန်မှာဒီကိစ္စကအတော်လေးကိုsensitive ဖြစ်တဲ့ကိစ္စတစ်ခုကိုလည်းမြင်စရာရှိလို့ထည့်သွင်းမဆွေးနွေးကြတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုကြံကြားရေးအနေနဲ့ကျွန်တော်တို့ကိုဒီလိုဖြေနိုင်ဖြေပေးပါအားကြောင့်လဲဆိုတော့ပြိပခအမြင်မာဆုံးအချိန်မှာအခုပြည့်ခရဲဆဲကိုပြန်လဲပြီးတော့အသက်သွင်းမှုဆိုလို့ရှိရင်ဒီလိုသတင်းစကားလေးတွေဒီလူတွေရှိကိုရောက်တဲ့လို့ကျွန်တော်ဒီလိုပါဟုတ်ကဲ့တကယ်ကြတော့ကျွန်တော်တို့ကဒီလိုကိုယ်နိုင်ငံသားချင်းတွေတော့ဘုံကျဲတွေပါနေဆိုတော့နိုင်ငံသားချင်းတွေတော့တို့လို့မရဘူးเนาะဘာဖြစ်လို့ဆိုတော့ဒီကျွန်တော်တို့မြင်တွေ့နေတဲ့အတိုင်းမှာဆိုတော့ဒါကကျွန်တော်တို့ကနောက်ပိုင်းကိုရဟောဒီ war issue ဘာလို့ issue ဆိုပြီးကျွန်တော်ကလို့ရနောက်ပြီးတော့ not question atrocities လို့ကျွန်တော်တို့နောက်ပြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ war issue ကတော့ဒီဟော competence ပေါ့နော်ဒီစစ်တိုက်နေတဲ့လူချင်းချင်းကျွန်တော်ကလုပ်တယ်ဆိုတော့ကျွန်တော်တို့အထိပ္ပယ်ကျွန်တော်ဝေါ်ရပါတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကတိတိုင်းကြီးကျွန်တော်တို့ကတက်တက်ပြီးတော့ကျွန်တော်တို့ကရွေချက်ရှိနဲ့ရွေချက်ပြီးလုပ်နေတယ်ဆိုရင်တော့ဒါကကျွန်တော်တို့ဒီ atrocity ပေါ့နော်ဒါကကောက်ကျစ်တယ်ဆိုတော့အထိပ္ပယ်ဝေါ်ရပါတယ်အဲ့တော့ကျွန်တော်တို့ငယ်တော့ကတော့အခုတော်များများပါနော်အဲ့ဒီတော့ဒီကျွန်တော်တို့ပြည်တော်များမှုနေနေလို့ဆိုတော့ရပါဘူးအဲ့မှာဒီနိုင်ငံတော်ဘက်ကတော်တော်လေးကိုချုပ်ကြီးထားတယ်ဆိုတော့ကျွန်တော်တို့ကတွေ့ရတယ်ဥပမာဌာနချုပ်တွေဆိုတဲ့ဘုံမကျဲဘူးပေါ့နော်တော်တော်များများချုပ်ကြီးတာဒါပေမဲ့အဲ့ချုပ်ကြီးမှုက
သူ့ရဲ့ချုပ်နိုင်ငံတော်ချုပ်ပြီးမှုကနိုင်ငံတော်အကျိုးမရှိပဲနဲ့ပေါ့နော်တက်ပြီးကျွန်တော်တို့ဆုံးရှုံးတယ်ကျွန်တော်တို့ကစစ်တီအများကြီးကျွန်တော်တို့ပေကြီးပစ္စည်းတဲ့တွေကိုကျွန်တော်တို့တက်ကြီးပေါ့နော်စစ်တီကကျွန်တော်တို့ဟောမဆကားပေါ့ကျွန်တော်တို့ကအစုလိုက်ပြောကျွန်တော်ကြောက်တော့မှအတက်ခံတာမျိုးအပါဝင်ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာတဲ့အခါကျတော့ဒါကိုကျွန်တော်တို့က prevention အနေနဲ့ကတော့ war action ကိုတော့ယူရမှာဖြစ်ပါတယ်အဲ့ဒါကတော့တက်နေတဲ့နာကျွန်တော်တို့ကတော့ဒီနိုင်ငံနဲ့ကျွန်တော်တို့အမြင်ပေါ့ကျွန်တော်တို့နိုင်ငံတော်တော့မဟုတ်ဘူးအမှကြည့်ကြကတော့ဒီကပြစ်မှတ်တွေကိုတော့တိတိကျကျကျွန်တော်တို့ရွေးချယ်တယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့သွားပြီးတွေ့ပါတယ်သို့တော်လည်းပဲအမေရိကမှာတော့ဒါတော့ကျွန်တော်ဒီ electronic ဒီပညာတွေခင်ပြီးဖွံ့ဖြိုးတိုးတက်နေတဲ့လူတွေကိုယ်တိုင်တော့မှတစ်ခါကြားလို့ရှိရင်အာဖဂန်နစ္စတန်မှာကျွန်တော်တို့ကဟလာဒီစီးပြတ်မှတ်ဆိုပြီးတော့ကျွန်တော်တို့ကဒီမင်္ဂလာဆောင်သွားပြီးတော့ကျင်းနေတာဖြစ်နေတာဖြစ်ခဲ့တယ်။ဒါကြောင့်မလို့ဒါတွေရတယ်ကျွန်တော်တို့အင်မတန်မှဟောပေါ့နော်တာလီမီချင်းနဲ့ကျွန်တော်ကိုချင်းစားတယ်။ဒါမင်းချင်းမကြားကျင်တဲ့ကျွန်တော်တို့အထောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့စစ်အရှင်ဟောဘာအရှင်တွေကတော့ကျွန်တော်တို့ဘာမှကျွန်တော်တို့ကပြောစရာမရှိပါဘူး။ atrocity ကတော့ကောက်ကျစ်မှုဆိုတာကတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့နော်ဒီဘက်ကတွေ့ရပိုင်းမှာတော့ဒီကျွန်တော်ကျူးလွန်နေဆိုတာတော့ကျွန်တော်မတွေ့ပါဘူး။အဲ့တော့ဒီပြည်သူတွေနဲ့တာမန်ကတော့အားလုံးကတော့ဘုံကျဲတယ်ဆိုတော့အဲ့ဒါဒီနောက်ဒီ wire action တွေနဲ့တော့မမြင်နိုင်ပါဘူး။အဲ့ဒါကျွန်တော်လည်းသူတို့နေရာမှာဆိုလို့ရှိရင်ထိတ်လိုက်နေရမှာပါ။ဒါကြောင့်မလို့ဒါကိုကျွန်တော်တို့ကကိုချင်းစားပါတယ်။ဒါဆိုကျွန်တော်တို့ရဲ့ဒီ out of hand ပေါ့ကျွန်တော်တို့ဘာမှကျွန်တော်တို့မတတ်နိုင်တဲ့အပိုင်းဖြစ်နေတယ်။နောက်တစ်ခုကဒါကတော့ဒီ wire action တွေဖြစ်နေတဲ့ခါလာပါတော့ကျွန်တော်တို့ဘယ်လိုမှကျွန်တော်တို့က competent တွေကျွန်တော်တို့ကဒီကျွန်တော်ငြိမ်းချမ်းရေးနေရာကတားဆီးလို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့ကတော့မူဝါဒကိုပဲကျွန်တော်တို့ကနှစ်ဖက်ပေါ့နော်နှစ်ဖက်မူဝါဒကျွန်တော်တို့ကရေရှည်ရနိုင်တဲ့ကျွန်တော်ဒီလမ်းတွေကိုလည်းဆွေးနွေးနေတာဖြစ်ပါတယ်အဲ့လိုကျွန်တော်ကဆရာပေါ့နော်ဒါအကြံပေးနေကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဆရာတို့တန်းနေဒီဥစ္စာနဲ့ဆရာတို့မျိုးကျွန်တော်တို့အဲ့ဒါတွေကြောင့်ဒီမှာဒီကြားရေးဖြစ်စဉ်ဆက်ပြီးတော့လုပ်တယ်စစ်ဖြစ်နေပါစေကျွန်တော်တို့ဟာလူထုတွေနိုင်ငံတွေတမျိုးသားလုံးရဲ့အကျိုးစီးပွားတွေဒီစစ်ကြီးကိုပြည်တွင်းစစ်ကြီးကိုရပ်ဖို့လိုပြီးဆိုတဲ့ဥစ္စာစင်ပြီးပြည့်တဲ့ကျွန်တော်တို့ရဲ့ဒီခန္ဓာကြီးမှာတနိုင်ငံလုံးပြီးအောင်ကမ္ဘာလုံးပြီးအောင် region wide ပြီးအောင်လူထုရင်ထဲမှာခံစားတာစစ်ဖြစ်တဲ့ဒေသရောစစ်မဖြစ်တဲ့ဒေသကျွန်တော်တို့နိုင်ငံသားတွေအားလုံးတိုင်းသားတွေအားလုံးရင်ထဲမှာဘာလို့အပ်ပြီဆိုတော့ပြီးအောင်ကျွန်တော်တို့ကစင်နေတဲ့ NCA လက်မှတ်ထိုးတဲ့ခန္ဓာနဲ့ဆက်လက်ကြီးပြီးပါစေရိုးဆက်လိုက်ပြီးပါစေဒီပြည်တွင်းစစ်ကြီးကိုရပ်ဖို့လိုပြီးဆိုရဲအတိရှာလို့တဲ့စကားပါပေးမှာကိုချင်းစာပါဒီနေရာမှာဖြစ်ပြီးကျွန်တော်တို့နိုင်ငံသားတွေအဲ့ဒါလေးကလည်းလူတိပါလူတွေရဲ့ရင်ထဲမှာစစ်ဖြစ်တဲ့ဒေသကနေစစ်မဖြစ်တဲ့ဒေသကိုပြောင်းရွှေ့ကြတာသူတို့ရင်ထဲမှာခံစားရတယ်ကိုယ်ကိုယ်ရကိုသားလည်းကိုယ်ကြံခဲ့တာလို့ဆိုဒီဘက်ကိုလာရဖို့ကိုယ်မှကြံခဲ့တဲ့ဥစ္စာအချင်းချင်းပြန် connection လေးတော့မရတာရှိတယ်ဒါပေမဲ့နိုင်ငံကြီးကိုဖွံ့ဖြိုးတိုးတက်စေချင် OECC ဥစ္စာတွေအကုန်လုံးစုပ်ကိတ်ကြပြီးဒီအစိုးရတန်တရားကယုံကြည်ခြင်းလို့ယုံတဲ့နေခြင်းလို့ကျွန်တော်တို့ကဒီခန္ဓာကြီးမှာဘက်ပေါင်းစုံပါကြပါတယ်ခန္ဓာပေါင်းစုံပါကြပါတယ်လက်နက်ကလည်းအင်အားစုတွေပါကြပါတယ်ဘက်ကဘုံကြီးတော့ဒါစိုးကြကျွန်တော်ပါပါတယ်အကုန်လုံးကညီညာစေခြင်းဆိုတဲ့သဘောလေးကိုပြင်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နည်းနည်းလေးဖြည့်ပြီးတော့ဒီဖြည့်နော်အဲ့ကျွန်တော်တို့ဒီနေ့ခုနကပဲကျွန်တော်အောက်ဆင်းနေရုပ်ပြလိုက်ပါတယ်ဒီကျွန်တော်တို့ဒီ NCA တော့လက်မှတ်ယူလုပ်ခဲ့ကြပြီခုနကပြောလို့ပေါ့ဒီငញ្ញရေးဆွေးနွေးပွဲတွေလည်းလုပ်နေတယ် social media ပေါ်ဒီမှာလည်းတင်နေကြတယ်တိုးတော်လည်းအောက်မှာတော့တိုက်ပွဲတွေဖြစ်တယ်ဆိုတဲ့အနေထားပေါ့ဒါလို့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုအဲ့ကျွန်တော်တို့ဒီ NCA လက်မှတ်ရေးထိုးတဲ့ကကျွန်တော်တို့ငញ្ញရေးထဲမှာကျွန်တော်ပေါ်ခဲ့တာဖြစ်တာကျွန်တော်ပြစ်ခတ်တဲ့ခက်မှုရစရေးဆိုင်တာကုလစောင့်ကြည့်ကော်မတီမှာကျွန်တော်တွင်းမှုတောင်းထမ်းဆောင်ခဲ့တာအဲကျွန်တော်တို့ကဒီမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုခုနပြောတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုတည်ထောင်မှုအတွက်ဆိုရင်ကျွန်တော်တို့ကဒီ NCA ပြဋ္ဌာန်းချက်အတိုင်းကျွန်တော်တို့ကော်မတီပေါ်ခဲ့ကြည့်ပေါ်ခဲ့ကြည့်တော့ကျွန်တော်တို့ကပြစ်ခတ်တဲ့ခက်မှုရစဲအောင်ဘယ်လိုလုပ်မလဲကျွန်တော်တို့ကစဉ်းစားတယ်အဲဒီ EU မှာလည်းနှစ်ပိုင်းပြတ်သွားတယ် NCA လက်မှတ်ရေးထိုးထားတဲ့ EU ရှိတယ်မထိုးတဲ့ EU ရှိတာဘယ်လိုပဲဖြစ်နေ NCA အခြေခံပြီးတနိုင်ငံလုံးအတွက်တက်တော်တဲ့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်အဲ့ဒီတော့ပြဋ္ဌာန်းချက်ပြီးတော့ကျွန်တော်တို့က NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသားဖွဲ့တွေလည်းလုပ်ကြည့်တဲ့လောရတာအထူးတစ်ဖြစ်တော့လုပ်တဲ့အခါကျတော့ကျွန်တော်တို့ GMC ဆိုတဲ့တိကျတဲ့ကံမှုရစေစောင့်ကြည့်ကော်မတီမှာတော့ကျွန်တော်တို့ကဒီလိုမျိုးပေါ့ဒီတိုက်ပွဲတွေမဖြစ်ရေးအတွက်ကျွန်
ကျွန်တော်လက်မှတ်ထိုးပြီးတဲ့အခြေအနေကနေစပြီးတော့မိမိတွေကမိမိရတာဒါမိမိကလက်ရှိရှိတဲ့နေရာတိုင်းပဲကျွန်တော်တို့ကအကုန်လုံးဒီ6wire တွေကိုဆော်ရွက်လိုက်ပြီးတော့တက်တွေလှုပ်ရှားမှုတော့ကျွန်တော်တို့မရှိဘူးကျွန်တော်လုပ်ခဲ့ကြအတက်တွေလှုပ်ရှားမဲ့ဆိုတော့မလက်နဲ့မပေါဘူးတွားကြည့်တယ်ဆိုကျွန်တော်တို့ဒီ NCA လက်မှတ်ရေးထိုးတဲ့အတွက်ကျွန်တော်တို့ကအကြမ်းဖက်ဥပဒေ7ကိုကျွန်တော်ဖြတ်ပေးခဲ့တဲ့အတွက်ကျွန်တော်တို့ဒီတိုင်းသားလက်နဲ့တိုင်နေတယ်လွတ်လပ်စွာနဲ့ကြိုက်တဲ့မြန်မာပြည်နဲ့တရားကိုတော့သက်ဆိုင်ရာဒေသအာဏာပိုင်တွေတည်င်းဖို့တွားလာတယ်တွားလာနေမှာကျွန်တော်တို့ကအခုလက်ရှိ NCA ဆောင်ရွက်ပြီးတဲ့ချိန်မှာကျွန်တော်တို့လုပ်တဲ့အခမ်းအနားမှန်သမျှမြို့ပေါ်မှာပဲလုပ်တာကျွန်တော်တို့ JMC အစည်းအဝေးတွေရန်ကုန်မြို့မှာပဲလုပ်ကျွန်တော်ကျန်တဲ့အခမ်းအနားတွေဘယ်လိုကြီးလာကန်လေးဟလာဒီနိုင်ငံရေးဆွေးနွေးမှုတွေနေပြီးတော့လုပ်ဒါကြောင့်ကျွန်တော်တို့ဒီလိုအခြေအနေချိန်ခါတွေမှာကျွန်တော်တို့ 6wire ကောင်းပြီးတော့အပြစ်ကတဲ့ခံမှုတွေထိမ့်သိမ့်နိုင်တဲ့အချိန်မှာကျွန်တော်တို့အားလုံးကအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့ဖြစ်ခဲ့ပါတယ်အဲ့ချိန်မှာလေအဲ့ချိန်အဲ့ကာလမှာဒါရှိတဲ့ဒေသခံပြည်သူတွေလည်းခင်ဗျားတို့စုံစမ်းမေးကြည့်ပါအရန်တာယာတော့ရှုံးပဲကောင်းခဲ့ပါအဲကြောင့်ပြစ်ခတ်တဲ့ခံမှုရှိခဲ့တနက်တန်ကျွန်တော်တို့ရစဲခဲ့ဒါဒီလိုတွေရှိခဲ့ပါအဲကြောင့်ကျွန်တော်တို့ဒီလိုဖြစ်တဲ့နေရာကနေပြီးတော့အခုကလာကျွန်တော်တို့ဖြစ်လာတဲ့အခုနောက်ပိုင်းတော့လက်ရှိဖြစ်နေတဲ့အခြေအနေဆိုရင်မြို့ပေါ်တွေကိုဒီလက်နက်ကိုင်ဖွဲ့တွေကတိုက်ပွဲဖော်လာတာဖြစ်ပါဒီတိုင်းချို့တိုင်းသားလက်နက်ကိုင်အပါအဝင်ဒါကိုကျွန်တော်တို့အကြမ်းဖက် PDF အဖွဲ့တွေဒါအပါမြို့ပေါ်တွေမှာတိုက်ပွဲတွေပေါ်လာတယ်မြို့ပေါ်တိုက်ပွဲတွေပေါ်လာတယ်ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးပြီးတော့ဆောင်ရွက်ခဲ့တာဒီမြို့ပေါ်မှာဘယ်သူမှလည်းမရှိပါဘူးရှိပါတော့ရခင်ရှိပြီးသားနေရာတွေမှာပါတယ်သူတို့ရက်တည်ပြီးတော့ပဲနေကြတယ်ဖြစ်ပါတယ်အဲဒီတိုင်းသားလက်နက်ကိုင်တွေရခင်ရှိတဲ့နေရာလေးတွေမှာပဲနေပြီးတော့ကျွန်တော်တို့ကဒါယူပါပေါ့အပြည့်ရက်ပြီးတော့ကျွန်တော်တို့ကငင်းငင်းဆွေးနေတာအခုကကျွန်တော်တို့မြို့ပေါ်တွေတိုက်ပွဲပေါ်ခဲ့တာရှိအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မြို့ပေါ်မှာတိုက်ပွဲပေါ်တဲ့အတွက်ကျွန်တော်တို့အကြမ်းဖက်လုပ်နေကျွန်တော်ဒီ infrastructure တွေမှန်တယ်လားအကုန်လုံးဖြစ်စီတာကျွန်တော်တို့ဆွေးနွေးပွဲမှာဆွေးနွေးခဲ့ပါgovernment နဲ့ state နဲ့ခွဲခြားနားလည်ဖို့လိုတယ်ဆိုတဲ့စကားလေးတိုင်းgovernment အစိုးရနားလည်တာဒီ state ဆိုတဲ့နိုင်ငံတော်နားလည်တာဒီနိုင်ငံတော်ရဲ့ဒီဟိုပေါ့ infrastructure တွေမှန်တယ်လားအကုန်လုံးဖြစ်စီပြီးတော့လုပ်တဲ့အပြင်သူ့ဟာသူအေးချမ်းစွာနေတဲ့ပြည်သူကိုယ့်ဘက်မှာပါရင်ကိုယ့်ရတဲ့သဘောနဲ့ဒီအချမ်းဖက်ပြီးတော့ဒါတပ်ဖြတ်နေတာတွေကျွန်တော်တို့နိုင်ငံကျွန်တော်တို့တရေတွေပါလေကျွန်တော်ပေါ်ပြနေပါတယ်ခဏလို့ social media မှာတွေ့ရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်နေကျွန်တော်တို့ကတော့ဒီလိုမျိုးပေါ့ဒီတစ်ဖက်ကနေပြီးတော့နေနေကြုံလုံးရောက်ပြီးတော့မြို့ပေါ်တွေကြီးရောက်လာတဲ့တိုက်ပွဲတွေပေါ့အချမ်းဖက်တဲ့လူတွေလုပ်တဲ့ခါမှာတော့ကျွန်တော်တို့ဘက်ကခုနကကာဝယ်တဲ့အနေနဲ့တော့ကျွန်တော်တို့ပြောမယ်ဒါပြန်လို့ရတယ်ပြန်ပြီးတော့တိုက်ပွဲတွေဖြစ်ပြီးမှုတွေကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့ကအခုဘာပဲဖြစ်ဖြစ်ဒီနေ့ဒီချိန်မှာဒီနေ့ပွဲကြီးမှာခုနက NCA ထိုးထားသည်ဖြစ်စေ NCA မထိုးထားသည်ဖြစ်စေနော်အချမ်းမဖတ်တဲ့လုံးရက်တွေအချမ်းမဖတ်တဲ့အဖွဲ့အစည်းတွေကိုကျွန်တော်တို့ကပဲဆိုဆွေးနွေးပြီးတော့ငြိမ်းချမ်းရေးတည်ဆောက်သွားမယ်ဆိုတော့ကျွန်တော်တို့ဒီတလိပ်ခံနဲ့ကျွန်တော်တို့ဒီနေ့ပွဲတွေဆောင်ရွက်ပါတယ်အဲဒါမို့ကျွန်တော်တို့ခေါင်းစဉ်ထဲမှာတော့ပါပါတယ်တိုင်းတဲ့တဲ့အဖွဲ့အစည်းတွေပြန်လည်ဆောင်ရွက်စာပါဝင်လာနိုင်ဖို့ဆိုတဲ့ခေါင်းစဉ်တွေကျွန်တော်တို့ဒါပါတယ်ကျွန်တော် NCA ထိုးထားတဲ့အချို့အဖွဲ့တွေ NCA မှာပြန်ပါဖို့ဘယ်လိုလုပ်ကြမလဲဟုတ် NCA မထိုးတဲ့လူတွေကြောင့်ဘယ်လိုလုပ်လဲဒီနေ့ဆွေးနွေးတာတော့ကြားပါတယ်ကျွန်တော်တို့ဒါလည်းကဘုံကြီးခဲဆိုဆွေးနွေးရတဲ့ပေါ်မှာဖွင့်မှာဆိုရင်အခြေခံပြတ်ပြတ်နဲ့ဆွေးနွေးခဲ့တာရှိပါတယ်ကျွန်တော်တို့ဒါကြောင့်မို့ကျွန်တော်တို့ခုနပြောတဲ့ပေါ့အကြမ်းဖက်မှုတွေကိုကျွန်တော်တို့ကတောက်ပြန်တဲ့ပေါ့ကာဝယ်တဲ့အနေနဲ့တော့ကျွန်တော်တို့တချို့လှုပ်ဆောင်တာရှိပါတယ်မဖြစ်မနေကျွန်တော်လှုပ်ဆောင်တာလည်းရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ငြိမ်းချမ်းရေးကိုရချင်ပါတယ်လိုချင်ပါတယ်အဲတော့မို့လဲကျွန်တော်တို့ဒီနေ့ဒီချိန်မှာဒီငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ခေါင်းစဉ်ကိုကျွန်တော်တို့မျိုးမျိုးတက်ပြီးမပါအောင်ကျွန်တော်တို့နိုင်ငံလုံးပြည်သူလူထုပေါ့သူတည်းပြည်အောင်ကျွန်တော်တို့ကဆောင်ရွက်တာပြည်သူလူထုတည်းအောင်ဆောင်ရွက်ပြီးကျွန်တော်တို့ဒီခုလူတို့အလွှာမျိုးစုံကျွန်တော်ဖိတ်တဲ့အလွှာဆိုတကယ်အလွှာမျိုးစုံနောက်ဆုံးကျွန်တော်တို့ဒီကျောင်းသားတွေအစလူငယ်ဆိုတဲ့အနေအသက်အရွယ်တွေလည်းကျွန်တော်တို့ဖိတ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဖိတ်တဲ့အလွှာပါတဲ့အလွှာမျိုးစုံဖိတ်ပြီးတော့ဒီအလွှာမျိုးစုံနဲ့ဆက်ရဲစကားတွေပါနိုင်လို့ကျွန်တော်ဆောင်ရွက်နေတာဖြစ်တော့အဲဒါကြောင့်ကျွန်တော်တို့ငင်းငယ်လေးလုပ်ပြီးတဲ့ဆွေးနွေးနေကြတယ်အဲဒါတိုးတော်လဲ social media မှာလည်းတော့ညီမတွေကကောင်းတယ်ညီမမှာဖြစ်နေတယ်ဆိုတော့ဟုတ်တာပေါ့လူလာတဲ့အချမ်းဖက်မှုတွေနေနေတွေကြုံပြီးတော့မြို့တွေလာသိပြီးတော့တိုက်ကွက်တွေပေါ်နေတဲ့အချမ်းဖက်လုပ်ရတဲ့ကြောင့်ဖြစ်နေတယ်ဖြစ်တယ်ဆိုတာလေးတော့ကျွန်တော်ကဒါတော့ခုနပြောတဲ့ပေါ်ဖြစ်ဆိုပြီးတော့ဒါလည်းပြောလို့ပါတယ်အဲ့ဒါဆိုကြတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်